ကျွန်တော်ကဒေါက်တာဒူးပါ Marvel Universe မှာအတော်ဆုံးပါရမီရှင်တွေထက်ကတယောက်ပေါ့ကျွန်တော်ရဲ့မော်ပညာစွမ်းရည်ကဒေါက်တာစသိန်းချင်နဲ့တန်းတူပါပဲကျွန်တော်တန်ချက်ကနီးပညာကအာယုံမတ်နဲ့အပြိုင်ပဲဉာဏ်ရည်ဉာဏ်သွေးကတော့ Mr. Fantastic နဲ့ထပ်တူပါပဲအသွေးတစ်ခုတည်းနဲ့တင်ကျွန်တော်ခန္ဓာကိုယ်ကိုဖတ်ထားနဲ့ပတိလီပလီကြသွားတယ်မျက်လုံးဒီကအစိမ်းရောင်တောက်လာပြီးတော့ကျွန်တော်ရှေ့ကသိပ္ပံပညာရှင်ရဲ့ခန္ဓာကိုယ်ထက်ကရေစက်တိုင်းကုန်ခန်းသွားတယ်တန်တကားကြီးကိုကျွန်တော်တစ်ချက်ကြည့်လိုက်တာနဲ့အလိုလိုပွင့်ထွက်သွားတာပေါ့ကျွန်တော်အေးအေးဆေးဆေးပဲရှောင်ထွက်လာတယ်လုံခြုံရေးတွေကကျွန်တော်ကိုပြစ်ခတ်ကြပေမဲ့သူတို့ကြီးစံတွေကကျွန်တော်ကိုမထိနိုင်ဘူးကျွန်တော်လှုပ်ရှားလိုက်တဲ့ခြေလမ်းတိုင်းကကျွန်တော်စန္ဒာကိုအမှန်တကယ်ဖြစ်လာအောင်လုပ်တာဖြစ်တဲ့အတွက်တယောက်ပြီးတယောက်လဲကြကုန်တယ်ဒါပေမဲ့ဒီ version မှာတော့ကျွန်တော်မော်ပညာမပိုင်ဘူးအာကာသခီးစဉ်တစ်ခုမှာကျွန်တော်တို့ကြွေးတီကြားကမုန်ကိုင်းမိခဲ့တာကျွန်တော်မျိုးဗီဇတွေပြောင်းလဲလာတယ်ခန္ဓာကိုယ်ကတက်တူအဖြစ်ပြောင်းလဲလာတာပေါ့ဒေါသတကြီးနဲ့နိုင်ရန်ကိုလက်သီးနဲ့ထိုးလိုက်တော့လက်ကတက်တူရောင်တက်လက်တောက်ပနေတာကိုတွေးလိုက်ရတယ်ကိုချက်ချင်းစစ်စစ်ကြည့်လိုက်တော့အယိုးတွေကတက်တူဖြစ်နေပြီဆိုတာတွေးလိုက်ရတယ်မကြခင်ပါပဲတကူလုံးလည်းအဲ့ဒီအတိုင်းဖြစ်လာတော့မယ်အစကတော့ကိုဖြစ်လာတာကိုလက်မခံနိုင်ခဲ့ဘူးဒါပေမဲ့မကြခင်ပါပဲလက်စစ်ကိုစုပ်ယူထိန်းချုပ်နိုင်နေဆိုတာသဘောပေါက်သွားတယ်အဲ့ဒီလိုတွေးကြည့်လိုက်ရတာကကျွန်တော်အတွေ့အထက်ကအမှောင်ဘက်ကိုနိုးဆွဲလိုက်တယ်လို့ပဲမြေအောက်ကကိုတောင်းထဲမှာအလိုကပြိုင်ဘက်ကိုစောင့်နေပြီးတော့ကျွန်တော်လက်ထက်ကနေစွမ်းအားတွေထုတ်လွှတ်လိုက်တာပေါ့လက်စီးနဲ့ချက်ချင်းပစ်ခတ်ခံရပြီးသူ့ခန္ဓာကိုယ်ကိုဖောက်ထွင်းသွားတယ်ဒီစွမ်းအားအသစ်ကကျွန်တော်ရီမန်းချက်တီကိုနိုးဆွဲလိုက်တယ်ဒါပေမဲ့ပြောင်းလဲသွားတာကျွန်တော်တယောက်တည်းမဟုတ်ဘူး Fantastic Four တို့လည်းအဲ့ဒီမုန်တိုင်းကနေသူတို့စွမ်းအားနေရခဲ့ကြတာသူတို့ထဲမှာတော့ Mr. Fantastic ကိုကျွန်တော်အမုန်းဆုံးပဲဒါကြောင့်သူ့အဖွဲ့ကိုဖျက်ဆီးပြီးသူ့ကိုပါဖျက်ဆီးပစ်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပထမဆုံးပစ်မှတ်ကတော့သူတို့ရဲ့အတန်မာဆုံးအဖွဲ့ဝင် Telting ပေါ့ Telting ကလူသားပုံစံပြန်ဖြစ်ဖို့အရန်စန္ဒာပြင်းပြနေတာသူမျောလင်းချက်အားလုံးကို Mr. Fantastic အပေါ်မှာထားခဲ့တယ်ကျွန်တော်က Reed ကသူ့ကိုဘယ်တော့မှကူညီမှာမဟုတ်ဘူး Reed က Invisible Woman နဲ့မြူဆွဲနေဖို့တဲ့အချိန်ပေးနေတယ်လို့ပြောလိုက်တယ်မကြခင်မှာပဲ Telting ကသူတို့နှစ်ယောက်ကိုအခြေစိုက်စခန်းထဲမှာအတူတူတွေ့လိုက်ရပြီးဒေါသတကြီးနဲ့ Reed ကိုပုံကန်တော့တာပေါ့ကျွန်တော်တက်ခွဲခန်းကိုခေါ်လာပြီးအခန်းထဲကိုစွန့်ရည်တွေဖြတ်တန်းထားအောင်လုပ်လိုက်တယ်သူလူသားပုံစံပြန်ပြောင်းသွားတယ်ဒါပေမဲ့သူ့စွမ်းအားတွေဆုံးရှုံးသွားတဲ့အချိန်မှာပဲကျွန်တော်သူ့ကိုရိုက်ပြီးလွင့်စင်သွားအောင်လုပ်လိုက်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ခွန်အားတွေကိုဖယ်ရှားလိုက်တာက Reed ရဲ့အကောင်းဆုံးဒိုင်းကိုဖယ်ရှားလိုက်တာနဲ့အတူတူပဲလေစူညံတန်တီကြားလို့ Reed ရောက်လာတယ်လက်စစ်စွမ်းရည်နဲ့ကျွန်တော်ပစ်ခတ်လိုက်တယ်သူ့တကြိမ်ရှောင်နိုင်ခဲ့ပေမဲ့ကျွန်တော်ဒုတိယအကြိမ်ပစ်ခတ်မှုကသူ့ကိုပြင်းပြင်းထန်ထန်ထိမှန်သွားတယ်လက်စီစီချောင်းကသူ့ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေပြီးသူ့ရဲ့ရာပါလို့အရေးပြားကအပူဒဏ်အောင်မှပျော်ပြောင်းလာတယ်သူ့ကိုကျွန်တော်နင်းမြစီဆွဲခေါ်လာပြီးအရင်နိုင်ထိုခြင်းနဲ့အေးခဲထားလိုက်တယ်မကြခင်မှာပဲ Invisible Woman ကသူ့ကိုကယ်ဖို့ရောက်လာတယ်သူ့ရဲ့ပျောက်ကွယ်နိုင်တဲ့စွမ်းအားကိုတုံးပြီးခိုးဝင်ဖို့ကြိုးစားပေမဲ့ကျွန်တော်သူ့ရှိနေလာကိုချက်ချင်းတတိထားမိတယ်ကျွန်တော်သူ့ကိုအလွယ်တကူဖမ်းမိလိုက်တယ်အဲ့ဒီနောက်မှာတော့အခန်းထဲမှာပောက်ကွဲတန်ဟိပဲ့တင်ထပ်လာတယ်တဲတင်းကဖောက်ထွင်းဝင်ရောက်လာပြီးကျွန်တော်ကိုကျမ်းပြင်ပေါ်လဲကျသွားအောင်ထိုးလိုက်တယ်သူ့ရဲ့အမားကိုတီးသွားပြီးစွမ်းအားတွေပြန်ရောက်ဖို့ကိရိယာတစ်ခုကိုအသုံးပြုခဲ့တာအဖြစ်ရှိတဲ့တို့ခံစားရတာကြောင့်သူ Rick ကိုကယ်ဖို့ရောက်လာတာပေါ့ကျွန်တော်တို့အပေါ်ထက်ကနေမြေပြင်အထိတိုက်ခတ်ခဲ့ကြတယ်ကျွန်တော်ကတယောက်တည်း Fantastic Four အဖွဲ့ဝင်အားလုံးနဲ့ရင်ဆိုင်နေရတာမို့အင်အားမမျှဘူးပေါ့ Human Torch ကကျွန်တော်ကိုပူပြင်းတဲ့အပူတွေနဲ့ပိတ်ခတ်လိုက်တယ်အဲ့ဒီနောက်တဲတင်းကကျွန်တော်ကိုရီလောင်းချလိုက်တယ်ကျွန်တော်တတူခန္ဓာကိုယ်ကပေါ်မှာကြောလာပြီးလှုပ်ရှားလို့မရတော့တဲ့အထိဖြစ်သွားတယ်နောက်ဆုံးမှာတော့ကျွန်တော်အဲ့ဒီနေရာမှာတည်းကိုရပျက်စီးခြင်းဤကုန်းရဲ့ရုပ်ထုတစ်ခုလိုထာဝရအေးခေပြီးကြံရစ်ထရတော့တာပဲ